အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာကျွန်မ sharing လုပ်ပေးချင်တာကကြတော့ဒီ VLOOKUP function နဲ့ပတ်သက်ပြီးအသုံးပြုတဲ့ပုံစံလေးကို sharing လုပ်ပေးချင်ပါတယ်ဒီအောက်မှာကြတော့ဒီ dummy data အတူတစ်ခုပေါ့နော်ကျွန်မထည့်ထားတယ်ဒီပေါ်မှာ employee ID နဲ့ချိန်ပြီးတော့ name ရယ် department ရယ် salary amount ရယ်ကိုVLOOKUP function နဲ့ဟောမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်စပြီးတော့ formula ရေးကြည့်မယ်ပေါ့နော်ပြီးရင် employee ID ကကြတော့lookup value နေရာမှာ employee ID မို့လို့ employee ID ကိုကလေးတစ်ချက်နှိပ်ပါပြီးရင် comma code table array မှာ table တစ်ခုလုံးကို select မှတ်နော် select မှတ်ပြီးရင် comma ပြီးရင် name ကိုပေါ်ချင်တာမို့လို့ name က1နဲ့အဲ့ဒါကြောင့်မို့လို့2လို့ရေးပေးပါအသေးဝင်ပြန်ပိန်နော်နောက် department ကိုချိန်မယ်ပေါ့နော် department ဆိုရင်လည်း VLOOKUP function ပဲ employee ID မှာကလေးတစ်ချက်နဲ့ comma table array ကကြတော့ table ကို select မှတ်မယ်နော်ပြီးသွားရင် department ကနံပါတ်3ခွက်မြောက်မှာမို့လို့ comma 3 comma 0 comma table ကို select မှတ်မယ်ပြီးသွားရင် comma နံပါတ်4ခွက်မြောက်နေရာမှာ salary ရှိရမို့လို့4 comma 0